တခါတလေကြရင်လေကိုယ်စိတ်ကိုအနာပေးဖို့မေ့နေတတ်ကြတယ်ဖုန်းစခရင်ထဲမှာပဲအချိန်ကုန်နေတဲ့အခါလောကကြီးကတေးသေးလေးလို့ထင်ရတတ်တယ်ဒါပေမဲ့ဒီလိုတဘာဝတရားတွေရောက်လာတဲ့အခါမှာတော့ငါတို့ရဲ့ပြဿနာတွေကတကယ်တော့တေးသေးလေးရဲ့ပါအခုမြင်နေရတဲ့ဒီတောင်တန်းကြီးတွေဟာဘသူကိုမှအာမနာပဲသူတို့ရဲ့အလှတရားအတိုင်းတည်ရှိနေကြတာမင်းလည်းအတူတူပါပဲခီးတစ်ခုမှာအကွေအကောက်တွေရှိတယ်လို့မျိုးပေါ်အခုမင်းကြုံနေရတဲ့အခက်ခဲကမင်းရဲ့ကိစ္စမဟုတ်ပါဘူးခဏနာပြီးအသက်ဝဝရှူလိုက်ပါမောရင်နာပါဒါပေမဲ့လက်မလျှော့လိုက်ပါနဲ့မင်းရဲ့ဘဝခီးစဉ်ကမင်းထင်ထားတာထက်ပိုပြီးလှပနေဦးမှာပါ